Hello မင်္ဂလာပါဒေါက်တာထပ်ပါခင်ဗျားတို့လေကျွန်တော်တခုခုကိုစလုပ်တော့မယ်ဆိုရင်မစဖြစ်ဘဲနဲ့အချိန်ဆွဲပြီးဟိုလိုဒီလိုလုပ်ပြီးတော့အချိန်ကုန်သွားတာမျိုးများကြုံဘူးလားကျွန်တော်အတွက်လည်းအဲ့လိုပဲပေါ့နော်အပြင်းပြေးပြီးတော့မစဖြစ်တဲ့အလုပ်တွေခဏခဏကြုံဘူးလေအဲ့အတွက်ကျွန်တော်ကဒီနေ့ idea တစ်ခုနဲ့မိတ်ဆက်ပေးခြင်းနဲ့ကျွန်တော်လည်းလုပ်ဖြစ်နေတဲ့ idea ပေါ့နော်အဲ့ဟာဘာလဲလို့မေးလို့ရှိရင်ကျွန်တော် James Clear ရဲ့ Atomic Habits စာအုပ်တွေက2 minute rules 2 minute နည်းလမ်းဆိုတဲ့အကြောင်းလေးကိုပြောပြချင်တယ်2 minute နည်းလမ်းဘာကိုပြောလဲဆိုရင်ကိုကစမလုပ်ဖြစ်တဲ့အရာတွေအတွက်ပထမဆုံးသော2 minute ကိုအသုံးပြုပြီးတော့စပြည့်အောင်လုပ်လိုက်ဖို့ပြောတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်လုပ်ရမယ့်အလုပ်တွေကိုကျွန်တော်ကနည်းနည်းခွဲခြားလိုက်ပြီးတော့ကျွန်တော်က2 minute အတွင်းမှာစလုပ်ပြအောင်ပါဥပမာဆိုပါလို့ခင်ဗျာ gym သွားမယ် gym သွားဖို့ပြင်းနေတယ် gym တစ်နာရီကစားမယ်လို့တွေးမယ်စား gym ဖက်ကိုကောက်စီလိုက်တာမျိုးအားစားဖက်ကိုကောက်စီလိုက်တာမျိုးညစာဖက်မယ်လို့တွေးထားတယ်စာအုပ်ထူယူကြည့်ပြီးစိတ်ညစ်နေဟိုလန်ဒီလန်လုပ်နေမယ်စားပထမဆုံးစာမျက်နှာတစ်ရွက်ကိုပဲငါအရင်ဆုံးဖတ်မယ်ဆိုပြီး2 မိနစ်အတွင်းမှာဆုံးဖြတ်လိုက်တာမျိုးဆိုတော့ဘယ်အလုပ်ကိုပဲလုပ်လို့ခင်ဗျာ2 မိနစ်အတွင်းမှာအဲ့အလုပ်တစ်ခုစပြအောင်လဲပို့လို့အဲ့လိုစပြလိုက်တာနဲ့အဲ့ဒါအချိန်ရသွားပြီနောက်တစ်ဆက်လုပ်ဖြစ်ဖို့တွန်းအားအောင်ဖြစ်စေတယ်ပေါ့နော်ကျွန်တော်ကမစပြလို့မလုပ်ဖြစ်တာဖြစ်တယ်အဲ့တော့စပြအောင်ကျွန်တော်2 မိနစ်အတွင်းမှာလုပ်တာကို2 minute rule ဆိုခေါ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလက်တွေ့ဘဝမှာလည်းကျွန်တော်တို့စပြစ်ဖို့စဉ်းစားနေတဲ့အလုပ်တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကမစပြစ်နေတာဖြစ်တယ်အဲ့တော့စပြစ်သွားအောင်လို့ခုပဲစပြီးတော့လုပ်ဖို့လိုတယ်အဲ့တော့နေ့မှာ email ပို့မယ်လို့တွေးထားတယ် laptop ကိုမဖွင့်မိဘူးအဲ့တော့ email ပို့မယ်လို့မတွေးဘဲနဲ့အိမ်ဆုံး laptop ကိုဖွင့်မယ် email ပို့မယ်လို့တွေးဖို့လိုတယ်လူတွေးလိုက်ခြင်းအပြင်ကျွန်တော်တို့ကအလုပ်တွေကပိုပြီးလာမှာကိုတွေးရတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတွေပေါင်းတင်နေမှာရောကိုယ်တိုင်ရောဒါမျိုးကြုံနေရပြီဆိုရင်ဒီနည်းလမ်းလေးကိုမျှဝေပေးပါအဲ့တော့မက်ဖြန်မှာခင်ဗျားစလုပ်မဲ့2 minute rule နဲ့စလုပ်မဲ့ဒီအလုပ်ကဘာဖြစ်မလဲကျွန်တော် comment မှာမှတ်ပေးခဲ့ပါဦးအဲ့တော့ထပ်ပြောပါမယ်2 minute rule ပါ2 minute အတွင်းမှာခင်ဗျားလုပ်ချင်တာအလုပ်တစ်ခုအတွက်စပြီးလိုက်ပါ gym သွားမယ်လို့တွေးမယ် gym တစ်နာရီကစားမယ်လို့တွေးမယ်စား gym ဖက်ကိုအရင်စီးလိုက်ပါစာအုပ်တီကိုဖတ်မယ်လို့တွေးရဲ့စာအုပ်ထူကိုဖတ်မယ်လို့တွေးရဲ့စားခင်ဗျာစာအုပ်ရဲ့ပထမဆုံးစာမျက်နှာကိုဖတ်လိုက်ပါဟုတ်နော်ခင်ဗျာတခုစာရေးမလို့တွေးလို့ရှိရင်ပထမဆုံးစာကြောင်းရေးချလိုက်ပါဒီ2 မိနစ်အတွင်းမှာရေးလိုက်ခြင်းဟာနောက်ဆက်လုပ်ဖို့အတွက် momentum အများကြီးရသွားစေပါတယ်ဆိုတော့အမြင်လေးရှင်နဲ့အောက်က comment မှာမှတ်ပေးခဲ့ပါဦးသဘောတူရဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဒီ channel လေးကိုlike and share like and follow လုပ်ပြီး share ပေးနိုင်ပါတယ်ကျေးဇူးပါ